လောကမှာစွမ်းအားအလွန်ကြီးတဲ့လက်နက်ကြီး၄မျိုးကိုအသီးသီးပိုင်ဆိုင်ကြတဲ့တကိုးရှင်ကြီး၄ဦးရှိတယ်လို့ဆိုကြပါတယ်။တရားမင်းရဲ့ဝရဇိန်လက်နက်ယမမင်းရဲ့မျက်စောင်းလက်နက်အာလာဝကဘလူးကြီးရဲ့ဝိုက်ဖြူနတ်ပစိုးလက်နက်ကိုနဲ့အတူကုဝေရနတ်မင်းကြီးရဲ့တန်တင်းဖုတ်လက်နက်တို့ပဲဖြစ်ကြပါတယ်။ကုဝေရနတ်မင်းကြီးရဲ့အရှိအတဲအကြောင်းကိုပြောရရင်ကတ္တပဗရာရှင်လက်ထက်မှာကုဝေရလို့ခေါ်တဲ့ကြံရည်ဆိုင်ပိုင်ရှင်တထေးတူဖြစ်ခဲ့ပါတယ်။သူဟာကြံရည်ဆိုင်ခုနှစ်ဆိုင်ပိုင်ဆိုင်ခဲ့ရမှာဒီဇိုင်းကရတဲ့အမြတ်အားလုံးကိုလူတန်းခဲ့ပါတယ်။အဲ့ဒီဆိုင်ကလည်းအခြားဆိုင်တွေထက်ပိုမိုရောင်းချရလို့အမြတ်များစွာရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့စေတနာထက်ထန်လာပြီးဆိုင်ခုနှစ်ဆိုင်လုံးရဲ့အမြတ်ငွေတွေကိုနှစ်ပေါင်း2000တိုင်တိုင်လူတန်းခဲ့ပါတယ်။အဲ့ဒီကောင်းမှုကုသိုလ်တွေကြောင့်ကွယ်လွန်သောအခါစတုမဟာရိတ်နတ်တီမှာကုဝေရာမီသောနတ်မင်းဖြစ်လာခဲ့ပါတယ်။